မန္တလေးမြို့ကဟိုတယ်တစ်ခုမှာညီမကြုံခဲ့ရတာလေးကိုပြောပြချင်ပါတယ်။အဲတော့26လောက်မှာညီမတို့တဲဖြစ်ခဲ့ကြတာပါ။မနက်ခီးထွက်တော့မှမိုး3နာရီခွဲလောက်မှာညီမကိုကားနဲ့လာကြိုခိုင်းရတယ်။ဒီလိုနဲ့အဲ့ဒီကားရောက်လာတော့ညီမကအထုပ်ပိုးရီပြင်ပြီးအောင်စမှုထွက်လာခဲ့တာပေါ့။အောက်ကိုဆင်းမှမိုးဓာတ်လေကားကိုရက်ဆောင်ရင်ဓာတ်လေကားရောက်လာတဲ့အချိန်မှာအထက်က9နှစ်အရွယ်ယောက်ျားလေးတယောက်ပါလာခဲ့တယ်။ညီမလည်းအမတ်တမဲတူကိုကြည့်ပြီးတော့မှန်ထဲမှာသူ့ပုံကပေါ်မနေခဲ့ဘူး။အဲ့ဒီချိန်ထိတရေမန်းစိတ်ထဲမသိခဲ့ပါဘူး။ဒီလိုနဲ့ဓာတ်လေကားကအလွာ20လောက်ရောက်တော့ဓာတ်လေကားတွေကကလေးကထွက်လာခဲ့တယ်။ညီမကအခန်းအဖို့ဆိုပြီးတလွာကိုဆင်းနေတာပေါ့။အလွာက26လွာ20လွာတို့ကနေအောက်ကိုဆင်းရမှာဆိုပေမဲ့ဓာတ်လေကားကနေအောက်ကိုမဆင်းပဲ29လွာကိုပြန်တက်သွားပါတယ်။ဓာတ်လေကားတွေကညီမတယောက်တည်းဆိုတော့ကြောင်တောင်ဖြစ်နေတာပါ။အဲဒီ29လွာကိုရောက်တော့ဓာတ်လေကားတကားပွင့်သွားတဲ့အချိန်အလွာ20မှာဆင်းသွားတဲ့ကလေးကပြန်ရက်နေတာပါ။ညီမလည်းသတိမမူပြီးပဲဘယ်သွားမှလည်းဝင်မာလာလို့မေးတော့သူကပြန်မဖြေပါဘူး။မျက်လုံးပြူနှကန်းလေးကလည်းသွေးမရှိသလိုဖြူဖြော့နေပြီးညီမကိုစိုက်ကြည့်နေတာပါ။အထက်ကလည်းမဝင်မဲ့ဒီတိုင်းရက်နေတာပါ။ဒီလိုနဲ့တက်လေကမစိတ်ခင်အနောက်ကိုပြန်လှမ်းကြည့်လိုက်တော့ကလေးကမရှိတော့ပါဘူး။အဲဒီဟိုတယ်မှာဓာတ်လေက3ခုရှိပေမဲ့အလဲတစ်ခုပဲ3လို့ရတာပါ။ညီမဓာတ်လေကားထဲမှာပြန်စဉ်းစားကြည့်မှတရေ6ခံရမှသိတာပါ။မနက်3နာရီကျော်ဘယ်မိဘကကလေးတယောက်တည်းဟိုတယ်ထဲမှာရှောက်သွားခိုင်းပါလေ။ပြီးတော့ဘလို့ဖြစ်လို့ဓာတ်လေကားကအောက်ကိုဆင်းရမှာမဆင်းပဲအပေါ်ပြန်တက်သွားတယ်လေ။အလွာ20မှာဆင်းခဲ့တဲ့သူက10မိနစ်တောင်မရှိတဲ့အချိန်တည်းမှာဓာတ်လေကားမသုံးပဲ29လောက်ကိုရောက်နေခဲ့တာရဲ့။သူ့ကိုစားသွေးလို့ရှင်မှာမှန်တဲ့သူ့ပုံမပေါ်တာတွေကိုပြန်တွေးပြီးမှတရေ6ခံရတာကောင်းကောင်းသိလာခဲ့ရပါ။ကားပေါ်ရောက်တော့ညီမကဇောချွေတွေပြန်နေခဲ့ပါတယ်။ကားဆရာကလည်းဘာဖြစ်တာလဲလို့မေးတော့မှဖြစ်ကြောင်းကိုစင်ကိုပြောပြပြီးကားဆရာကလည်းနင်ကားပေါ်တက်လာကြတဲ့ကငါလည်းချက်ချင်းကြီးဘာမှမသိချက်သိန်းနေထားပြီးစက်ကနေဖြစ်သွားတယ်လို့ပြောပါတယ်။အဲဒီဟိုတယ်မှာတဲကြတဲ့ကတခါမှအဲ့လိုမကြုံခဲ့ဘူးပါဘူး။အခုတခါမှထူးထူးဆန်းဆန်းကြုံခဲ့ရတာပါ။အဲဒီဟိုတယ်က6တယ်ဆိုတာလူတော်များပြောပေမဲ့မယုံတော့ကိုယ်တိုင်ကြုံလိုက်ရမှယုံသွားခဲ့ပါတယ်။နောက်ထပ်တစ်ခါလည်းမတဲရတော့ပါဘူး။နောက်တစ်ခုကလည်းအမျိုးသမီးအဆောင်တစ်ခုမှကြုံခဲ့ရတာပါ။တခြားအဆောင်တွေက6တယ်ပြောပေမဲ့ကိုကအသက်ဆိုတော့မ6ခံရသေးတာမို့ပေါ်ပေါ်ဆဆနေခဲ့ပါတယ်။ညီမတို့ကလည်းအပေါ်ဆုံးထပ်မှာရှိတဲ့3ယောက်ခန်းဆိုတော့ညီမရဲ့တငယ်ချင်းရဲ့အမတယောက်ရဲ့အတူတူတွေပါတယ်။မနက်3နာရီတရက်မှာညီမအိမ်မောကျနေတော့အခန်းထဲကပွင့်သွားပြီးစပင်းရှိတွေလေထဲဝှစ်ပြီးအမဲရောင်ဝတ်စုံနဲ့မိန်းမတယောက်အခန်းထဲဝင်လာတယ်။အသာအဖြစ်30ဝန်းကျင်ပေါ့။အဲ့ဒါကိုညီမလည်းအတိုင်းအတာမြင်ခဲ့ရပေမဲ့ခန္ဓာကိုယ်ကလှုပ်မရခဲ့ဘူး။အဲ့ဒီမိန်းမကညီမကရင်ကိုတပတ်ပတ်ပြီးညီမခေါင်းရင်းမှာလာထိုင်ကညီမကိုတချင်းအေးအေးလေးဆူပြနေတာ။ညီမလည်းခန္ဓာကိုယ်ကလှုပ်မရသလိုမောလဲမောပြီးကြောက်နေသလိုဇော်ချွေးတွေပြန်နေပါတယ်။ပါဇက်ကနေလည်းဖျားစာတွေဆိုပေမဲ့သူကညီမဆိုတဲ့အတိုင်းလိုက်ဆိုပြနေတာပြီးတော့သူကညီမနှစ်ဖူးကိုနမ်းတော့ညီမတကူလုံးကျင်သွားတာသိလို့မတတ်ပါပဲ။အဲ့အချိန်မနဲ့မိုးလွင်တော့သူကညီမကိုပြောတယ်ညတိုင်းမငုံနဲ့စိတ်ပြောချင်သူနဲ့လိုက်ခဲ့ဆိုပြီးဝရန်နာကနေပြန်ထွက်သွားခဲ့တာ။အဲ့ချိန်ညီမခန္ဓာကိုယ်ကလည်းပြန်လှုပ်လို့ရသွားပြီးအယမ်းမောလို့ရေထားတော့ပြီးပြန်အိတ်ခဲ့ပါတယ်။နောက်တနေ့အဆောင်ကအမတွေကိုပြောပြတော့သူတို့လည်းမြင်ဘူးတယ်အဲ့လိုမိမပဲ။ဒါပေမဲ့သူတို့မြင်ရတာမျက်နှာမှာသွေးတွေနဲ့လို့ပြောပါတယ်။အဲ့တရက်ထဲလားဆိုရင်မဟုတ်ပါဘူး။နောက်ရက်တွေလည်းဇာတ်လိုက်6ပါတယ်။ညီမလည်းအ6ခံရပြီးကြတဲ့ကအခန်းတကာလောချအိတ်တာပါ။ညီမတို့ခန်းတွေကတငယ်ချင်းရဲ့မွေးနေ့ရှိလို့အပြင်မှာအိတ်တဲ့နေ့မနက်3နာရီလောက်မှာတကားကိုဆက်တိုက်လာခောက်တယ်။ညီမလည်းအိတ်ပြောနေတော့အတူနေတဲ့အမကနိုးလာပြီးနင်းတငယ်ချင်းတကားလာခောက်တယ်ဖွင့်ပေးလိုက်အောင်။အဲ့တော့ညီမကလည်းတငယ်ချင်းနာမည်ခေါ်ပြီးမေးလိုက်တယ်။ဒါပေမဲ့ပြန်မထူးပဲတကားကိုပဲခောက်နေတာပါ။အတူနေတဲ့အမကလည်းကြောက်ပြီးညီမကလေးမှာပဲနှစ်ယောက်အတူအိတ်ခဲ့ကြတယ်။မနက်9နာရီမှာတငယ်ချင်းကပြန်လာပြီးအဲ့ဒီဖြစ်ပျက်တွေဖြစ်ကုန်တော့အတူနေတဲ့အမလည်းပြောင်းသွားခဲ့ပါတယ်။နောက်ပိုင်း6ချားစာတွေကဆက်တိုက်ကြုံတော့အဆောင်နေတဲ့သူတွေအကုန်ပြောင်းကုန်တဲ့အထိပါပဲ။အသက်ရောက်တဲ့သူတွေကလည်းမကြောက်အချောက်ခံရလို့ပြောင်းကုန်ပါတယ်။အတန်နေပြီးပစ္စည်းတွေတွန်းချလူမရှိပဲလမ်းတွေလျှောက်စောင်းတွေကိုလာဆွဲတွန်းချတာတွေဖြစ်တာမို့ဖုန်ကြီးတွေပင့်တိတ်တရားနဲ့အမျှပေးဝေလိုက်မှငြိမ်သွားခဲ့ပါတယ်။အခုထိညီမကတော့အဲ့ဒီဆောင်မှာနေတော့မှအခုတော့အတန်နေပါတွေမကြားတော့ပါဘူးဆိုပြီး TikTok ကနေပို့လာပေးတဲ့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်မျက်နှာချက်စင်တဲ့အလုပ်လုပ်ရင်ကြုံခဲ့ရတာလေးကိုပြောပြချင်ပါတယ်။နောက်16ကကျွန်တော်တို့ကမျက်နှာချက်အတူတူလုပ်တဲ့တစ်ဖွဲ့လုံးကမြဝတီဘက်ဆိုင်တစ်ဆိုင်ရလို့ကျွန်တော်အပါဝင်စုစုပေါင်း73ရောက်အမှတော်လုပ်ခဲ့ကြပါတယ်။ကျွန်တော်တို့အကုန်လုံးကတရက်ကွက်တဲ့အတူတူနေကြတာပါ။အစားကတော့ကျွန်တော်ကအငယ်ဆုံးဆိုပေမဲ့ကျွန်တော်ညီကမျက်နှာချက်အလုပ်ထဲဝင်လာတော့သူကအငယ်ဆုံးဖြစ်သွားရော။ဦးလေးတို့အကိုရိုးနဲ့ဆိုတော့အမေတို့ကလည်းစိတ်ချပြီးထည့်ပေးလိုက်တာပေါ့။ကျွန်တော်က20ကျော်ပြီးတော့ကျွန်တော်ညီကအထက်တန်းဖြည့်ပြီးကစား။ဒီလိုနဲ့ကျွန်တော်တို့အလုပ်အတွက်ကိုမြဝတီဘက်ထွက်လာကြတာပေါ့။လမ်းခီးတစ်လျှောက်လုံးပျော်ပျော်ရွှင်ရွှင်နဲ့အကုန်လုံးအဆင်ပြေကြပါတယ်။ကျွန်တော်တစ်ဖွဲ့လုံးကလည်းအရက်သမားတွေပဲဆိုပေမဲ့ကျွန်တော်နဲ့ညီလေးကတော့မတောက်တတ်ပါဘူးအလုံးနေရာကိုရောက်တော့2ရက်လောက်ကကျွန်တော်တို့ကဘာမှမလုပ်ဖြစ်ကြဘူးအเจ้าကပယံသမားတွေမပြီးသေးလို့သူတို့ပြီးမှကျွန်တော်တို့ကမျက်နှာချက်ဆင်လို့ရမှာ3ရက်မြောက်နေ့ကျပယံသမားတွေပြီးသွားတော့ကျွန်တော်တို့အလုပ်စကြပါတယ်မနက်ပိုင်းတော့မိသမားတွေဆေးတုပ်တဲ့အဖွဲ့တွေနဲ့ရှုပ်ရှက်နေလို့ညဘက်ရောက်မှကျွန်တော်တို့အလုပ်စဝင်ရပါတယ်အလုပ်စဝင်တဲ့နေ့မှာထူးခြားတာစရပါကျွန်တော်တို့လုပ်တဲ့နေရာကစေးရုံဖွင့်ဖို့ခဏလွာရှိတာဆိုတော့အပေါ်ဆုံးလွာကနေစပြီးလုပ်ကြရတာ
ပထမဆုံးလုပ်တဲ့အနေကလေကားရဲ့အပေါ်တင်မျက်နှာချက်ပုတ်တဲ့အပေါ်တင်နဲ့အပေါ်ထက်အောက်ထက်ဆင်းလိုက်တက်လိုက်အလုပ်ရှုပ်ကြတာပေါ့ကျွန်တော်တို့အငယ်၄ယောက်ကတိုက်ရဲ့နောက်လုံချုံရေးဂိတ်လုပ်ထားတဲ့နေရာမှာဝင်အိတ်ကြပါတယ်ဦးလေးတွေကတော့အရက်တောက်ဘာညာနဲ့သူတို့အဆောက်အဦထဲမှာအိတ်ကြပါတယ်အဲဒီမှာပစ္စည်းတောက်လျှောက်တည်ရင်အချင်းချင်းစားနောက်ကြရင်တယောက်နဲ့တယောက်ဆဲတာဆိုတာတွေလည်းပါတာမို့ကျွန်တော်ကညီလေးကိုတော့လမ်းသတိပေးလိုက်ရတယ်အငယ်ကောင်မင်းအငယ်ဆုံးတော့မဆဲနဲ့ဘာညာပေါ့ကျွန်တော်ပြောလိုက်တော့သူကစိတ်ခုသွားတယ်ထင်တယ်လူကလည်းငယ်သေးတော့စိတ်ဆူပြီးအောက်ထပ်ပြန်ဆင်းသူ့အတူတယောက်တည်းနေတာပေါ့ကျွန်တော်ကတော့အပေါ်မှာဦးလေးတွေအကိုတွေနဲ့ဆက်ပြီးပစ္စည်းတွေတည်နေခဲ့တယ်အလုပ်သူတို့လှုပ်တဲ့အကိုကအပေါ်ထက်ကနေအောက်ကိုဒီတိုင်းချိလိုက်တော့ထိုင်းနောက်ဖက်မှာကောင်မလေးနှစ်ယောက်ရှောက်သွားတယ်တဲ့ညဝတီဆိုတော့တီးတဲ့အတိုင်းတခြားအဖွဲ့တွေကလူတွေညငက်ခေါ်တာလားပေါ့ည10နိုင်လောက်ကျတော့ဦးလေးကကျွန်တော်ညီကိုချော့ပြီးထမင်းစားဖို့ခေါ်သွားတော့လုံချင်းဂိတ်ပေါက်မှာကောင်မလေးနှစ်ယောက်ရက်နေတာအဝေးကနေလမ်းမြင်လိုက်ရတယ်အနားရောက်တော့မတွေ့တော့ဘူးသူလည်းဘာမှမပြောဘဲအငယ်ကောင်ကိုခေါ်ပြီးထမင်းစားဖို့အပေါ်ခေါ်တက်သွားတယ်ညနေဘက်အလုံးမလုပ်ခင်ညစားဖို့ဆိုပြီးဟင်းတွေအကုန်စင်းနဲ့ဝယ်ထားပြီးသားစားဖို့အထုပ်တွေလည်းဖြီရောစိုးစိုးရွရွပုံနှံရည်တစ်ခုကခံစားလိုက်ရတယ်ရုတ်တရက်ကျွန်တော်တို့အကုန်လုံးပြိုင်တူနန်တာဆိုတော့អော်မိတာပေါ့အဲ့ချိန်အဖွဲ့တွေကအသက်ကြီးတဲ့ဦးလေးတယောက်ကဒါမကောင်းတော့တခုခုတော့တခုခုပဲဆိုပြီးကျွန်တော်တို့ဟင်းထုတ်တွေအကုန်လုံးကိုယူပြီးအပေါ်ထက်ကနေတွန့်ပစ်လိုက်တယ်အဲ့မှာပဲ6ချားရှာတွေကစတာပါပြက်လိုက်တဲ့ဟင်းထုတ်တွေကိုခုနကကျွန်တော်တို့မြင်လိုက်ရတဲ့ကောင်မလေးတယောက်ကပြေးပြီးကောက်စားတော့တာကျွန်တော်တို့တွေကအလုပ်လုပ်တဲ့ခြံရဲ့ဘေးမှာကစုံကင်းကြီးရှိတယ်အဲ့ဘက်ကမှောင်နေတော့တေချာမမြင်ရပေမဲ့ကျွန်တော်တို့အခုလှုပ်လို့နေတဲ့တိုက်ရဲ့ပတ်ချာလဲမှာမီးသီးတွေရှိတာမို့သူတို့ပြေးသွားတာကိုအတိုင်းတိုင်းမြင်ရတာအဲ့မိန်းကလေးနှစ်ယောက်ကတွတ်ပြားရည်နဲ့ကာထားတဲ့စီးယိုကိုကြော်တက်သွားတာကျွန်တော်တို့ကတော့သူတို့ကိုတေချာပေမဲ့ဦးလေးကတော့ရှမ်းဝတ်စုံကိုဝတ်ထားရလို့ပြောပါတယ်အဲ့ဖြစ်အကြောင်းကျွန်တော်တို့တယောက်မှအောက်ကိုမဆင်းရတော့ပဲနဲ့မိုးလင်းတဲ့အထိကိုတွေးပြီးချက်သိမ်းနေထားနေခဲ့တာရှမ်းဆောင်ဦးလေးကိုမေးတော့အဲ့ဒီမိန်းကလေးနှစ်ယောက်ကဗတောက်ပင်ပေါ်မှာနေကြတာလို့ပြောပါတယ်ပြီးတော့သူတို့ကတရေမဟုတ်ပဲအဆောင်နေပါတယ်ကျွန်တော်တို့ကလည်းအဆောင်နဲ့တရေနဲ့အတူတူပဲမဟုတ်လားဘာညာပြောတာပေါ့အဲ့ဒီကိစ္စကြောင့်ကျွန်တော်ညီနဲ့တခြားကိုတွေကတော့ကြောက်တယ်ပြန်မယ်ဘာညာနဲ့အကုန်ဝရုံးသုံးကားဖြစ်ကြပါတယ်ဒါပေမဲ့အလုပ်ကလည်းလက်ခံပြီးပြီဆိုတော့မပြန်ဖြစ်ခဲ့ကြပါဘူးနောက်ထပ်ညနေပြီးတော့ကျွန်တော်တို့အလုပ်ဆင်းကြတော့ MP3 နဲ့တရားခွေဖွင့်ပြီး9လမှအလုပ်စလုပ်ကြပါတယ်အဆောက်အုံကလည်းစောက်လက်ဆဆိုတော့အိမ်သားတွေမရှိသေးတာမို့တိုက်အောက်ကိုဆင်းပြီးလုံချုံရင်ကိန်းနောက်ကဝါးတပြန်လောက်မှသွားကြပါတယ်ဒါပေမဲ့မနေ့ကအဖြစ်ပြက်တွေကြောင့်ပဲဘယ်သူမှအောက်မဆင်းရကြပါဘူးဆိုပေမဲ့ကျွန်တော်နဲ့ဇာနီဆိုတဲ့အကိုကတော့အပေါ့သွားခြင်းတော့တိုက်အောက်ကိုဆင်းပြီးကြောင်လေးမှာကက်ကအပေါ့သွားခဲ့ပါတယ်မကြပါဘူးကိုဇာနီရဲ့အော်တန်ကိုကြားတော့ကျွန်တော်တို့လည်းအကုန်ဆင်းပြေးပြီးဘာဖြစ်တာလဲမေးတာပေါ့ကိုဇာနီပြပြတာကသူသေးပေါက်နေတော့အပေါ်ကနေဇောက်ထူးကြီးဆင်းလာတာကိုဇာနီရဲ့ခေါင်းလာခောက်တယ်တဲ့သူ့ပုံစံကမနေ့ကမိန်းကလေးမဟုတ်ပဲတကူလုံးမဲသူပြီးအဆွေတွေလည်းထွက်နေတယ်လို့ပြောပါတယ်ကိုဇာနီအဲ့လိုပြောတော့ကျွန်တော်ကလည်းဂွေးတို့လိုဂွေးမကန်ရတဲ့နဲ့ခေါင်းခောက်သွားတာနေမယ်ဆိုပြီးစလိုက်တယ်အဲ့နောက်အလုပ်ဆက်လုပ်ကြတာပေါ့အဲ့လိုနဲ့အလုပ်လုပ်ရင်စကားတွေပြောကြတော့ကျွန်တော်ကမနေ့ကဟိုညီမဖင်ရလို့သေးစင်မပေါက်ရဲတော့ဘူးဆိုပြီးအာချုံလိုက်တာမနေ့3နိုင်လောက်ရောက်အစွမ်းပြတော့တာပါပဲကျွန်တော်အလုပ်လုပ်နေတော့အနောက်ကနေအင်ဂျီစာကိုဆွဲတယ်အစားကမသိတာပဲမဲဆွဲတာကတဖြည်းဖြည်းချမ်းလာတယ်ကျွန်တော်လည်းတခုခုနဲ့ညှိနေလို့ဆိုပြီးအလုပ်ဆက်လုပ်နေတယ်မကြောက်ဘူးအေးဆက်တဲ့လက်ကြီးနဲ့ကျွန်တော်ပခုံးကိုလာရိုက်တာပါအဲ့ဒီအတန်ကိုအနားမှာရှိနေတဲ့လူတွေပါကြားလိုက်ကြတယ်ကျွန်တော်လည်းအနားမှာရှိနေတဲ့လူတွေစနေတဲ့ထင်ပြီးအလုပ်ဆက်လုပ်တာပေါ့မကြောက်ဘူးအရိုက်ခံရတဲ့ပခုံးက9မိနစ်လောက်နေတော့စတူကန်ထိုးနေတဲ့လက်မောင်အစစ်ထားပြုတ်ပါလေရောလောဘော်ကင်မက်တွေကလည်းညတွင်ချင်းစေးုံကိုခေါ်လာကြတယ်ဒုတိယညမှာအခုလိုတွေဖြစ်တော့ပြန်ကြမယ်ဆက်မလုပ်နိုင်တော့ဘူးဘာညာနဲ့ဖြစ်ကုန်မြန်တယ်ဒီဖြစ်ပျက်တွေကကျွန်တော်စကားမလို့ဖြစ်တာဆိုပြီးအဲ့တော့ကမသိသေးဘူးဦးလေးကမင်းအလုပ်လုပ်ရင်ညီမတွေချောင်းအာချောင်းလိုက်သေးတယ်မလားဆိုပြီးမိမကျွန်တော်သတိရသွားတာအဲ့ချိန်ကျွန်တော်ကလည်းတောင်းမစကားတွေပြောရတာပေါ့စေုံကရောက်တော့ဆရာဝန်ကဆေးဘက်တီစီအစ်စ်ပြန်တင်ပေးနဲ့ကျွန်တော်တစ်ပတ်လောက်ကိုအေးဆေးနားလိုက်ရတယ်ကျွန်တော်လည်းအဲ့ညီမတွေကိုချီစုတင်နေတော့တာပါပဲနောက်နေ့တွေဦးလေးတွေကဆက်ပြီးအလုပ်ဆင်းကြပါတယ်ကျွန်တော်ညီကိုနှစ်ယောက်ကတော့ခြံအောက်ကဦးလေးကြီးရဲ့တဲပေါ်မှာတော့အိတ်ချတာပေါ့အဲ့ချိန်ကျွန်တော်ကလည်းဦးလေးကြီးကိုမေးဖြစ်ခဲ့ပါတယ်ဦးလေးပြပြတာကအနီးနားမှာနာနာဘာဝတွေများတယ်အဓိကဆိုရင်10ကောင်လောက်ကိုရှိရလို့ပြောတယ်သူတို့ကတရားခွေတွေဖွင့်တာမကြိုက်ဘူးတရားခွေတွေဖွင့်ရင်တခုမဟုတ်တခုဖြစ်တယ်တဲ့အဲ့နောက်ကျွန်တော်တို့ကလည်းမင်းညကအလုပ်လုပ်တော့တရားခွေတွေဖွင့်တာကိုသတိရမိသွားတယ်ကျွန်တော်လည်းအလုပ်လုပ်နေတဲ့ဦးလေးကိုသွားပြီးအကျိုးကြောင့်ပြောလိုက်တယ်ဦးလေးကလည်းချက်ချင်းတရားခွေတွေပိတ်ပြီးအလုပ်ဆက်လုပ်တယ်ကျွန်တော်တို့တရေ6ခံရတာကိုတခြားအဖွဲ့တွေတီးသွားတော့မိသမားအကိုတယောက်ကသူတို့ကကြုံတွေ့ခဲ့ရတာတွေကလာပြောပြပါတယ်အဲဒီတော့ညနေ9:00နာရီလောက်ပဲရှိသေးတယ်အပေါ်ထက်မှာလူနှစ်ယောက်လက်ချင်းချိတ်ပြီးသွားနေတာပုံမှန်ဆိုရင်သတိမထားမိတတ်ပေမဲ့ယောက်ျား2ယောက်ဆိုတော့တေးသေးချာကြည့်လိုက်တော့မှသူတို့ရဲ့ခြေထောက်တွေကမြေကြီးနဲ့မထိဘူးအဲ့ဒါကိုမြင်ပြီးအကိုကလည်းကြောက်ပြီးချက်ချင်းဆင်းပြေးလာခဲ့ပါတယ်အဲ့ဒီဆောက်ငါတရုတ်လောပန်းနေပိုင်တာဆိုတော့အကုန်လုံးပြောပြတဲ့အချိန်သူကိုယ်တိုင်ကတရေ9ကောင်ကိုလာတဲ့အစားအသောက်တွေပုံမှန်ကျွေးနေရတာတဲ့ဒါပေမဲ့ကျွန်တော်တို့မြင်ရတဲ့ညီမတယောက်ကတော့သူတို့မသိဘူးလို့ပြောပါတယ်အဲ့နောက်ကျွန်တော်တို့ကလည်းအလုပ်လုပ်နေတဲ့အချိန်တရားခွေတွေမဖွင့်ပဲဆက်လုပ်ကြတာပေါ့3လလောက်ကြာသွားတယ်အဲ့နောက်ပိုင်းတော့ဘာမှမမြင်ရတော့ပါဘူးထူးထူးခြားခြားတွေဖြစ်သေးတာပါသူက6တာမဟုတ်ပဲကျွန်တော်တို့သုံးတဲ့ပစ္စည်းတွေကိုလိုက်ဖွက်တာပါပစ္စည်းတစ်ခုကိုတနေရာမှာထားပြီးသူကနောက်တနေရာကိုပြောင်းထားတာတွေလုပ်ပါတယ်အဲ့ဒါတွေကအစပိုင်းမှာတတိမထားပြီးပေမဲ့နောက်ပိုင်းမှာအားလုံးကတိလာကြတာပါအလောင်းနဲ့ပဲအလောင်းစားလုပ်မယ်ဆိုပြီးအကုန်လုံးကြီးလိုက်ကြပြီးစကူဘူးကိုလေကားပေါ်မှာတေးတေးချာချာတင်လိုက်ပြီးအကုန်လုံးအလုပ်လုပ်နေကြတာ9မိနစ်လောက်ကြာတော့ပြန်လာကြည့်တဲ့အချိန်စကူဘူးကလေကားပေါ်မှာမရှိတော့ပဲအခန်းထဲကိုပြန်ရောက်နေတာဗျ
ဒီအဖြစ်ပြက်တွေကကြာပြီဆိုပေမဲ့မနေ့တနေ့ကလိုပဲတတိယနေခဲ့ပါတယ်ဆိုပြီး TikTok ကနေပို့လာပြီးတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာညီမနာမည်ကရုံးဝရီအောင်ဖြစ်ပြီးတော့ပဲခူးတိုင်းဒေသကြီးပြည်မှုမှာနေပါတယ်အခုပြပြချင်တာကတော့ညီမငယ်ကကြုံတွေ့ခဲ့ရတဲ့ကြောက်စရာအဖြစ်ပြက်လေးအကြောင်းပါညီမတို့ငယ်ကအိမ်ပိုင်မရှိတော့ချင်းစုလို့ခေါ်တဲ့ရက်ွက်ကလေးထဲမှာအထက်အိမ်ကလေးတစ်လုံးငားခဲ့ကြပါတယ်ပထမရက်တွေတော့ကဘာမှထူးမဖြစ်ခဲ့ပေမဲ့နောက်ရက်လဲကြာရောဖေဖေကအလုပ်ကပြန်လာရင်ညီမတို့စားဖို့အတွက်ဆိုပြီးဝတ်သားချက်တွေဝယ်လာပေးတယ်ညီမတို့ကလည်းမုံနေစားထားတာနဲ့ဘိုင်းအင်မီမစားနိုင်ကြတော့လို့မနက်မှစားမယ်ဆိုပြီးအုပ်ဆောင်အုပ်ထားကြတာပေါ့ညရောဇလန်ကစရောအမေကမောင်လေးကိုဝင်ကိုလွယ်ထားတော့အစောကြီးအိတ်တော့ပေမဲ့ညီမကတော့မနက်စာမေးပွဲရှိတဲ့အတွက်မိုးချုပ်တဲ့အထိစာတွေချက်ရတာပေါ့ဒီလိုနဲ့ညီမစာကြက်နေတော့မိဖို့ခန်းထဲကတခုကိုဝါးနေတဲ့အတန်ကြားတော့ညီမထားကြည့်လိုက်မိတယ်ညီမထားကြည့်လိုက်မိတဲ့အချိန်လူရိတ်ကြီးတခုကဝတ်သားပကံကိုအငမ်းမရစားနေတာအဲ့ဒီချိန်ညီမလည်းဖေဖေတီးရင်လို့ထမင်းစားနေရပဲထင်တာဒါနဲ့ဖေဖေထမင်းစားနေရလားလို့မိတော့လူရိတ်ကြီးကချက်ချင်းပျောက်သွားရောညီမကလည်းကလေးဆိုတော့အာကောင်ချစ်អော်တာပေါ့အဲ့မှာပဲဖေဖေကသမီးဘာဖြစ်တာလဲလို့မေးပြီးပြေးလာတယ်ညီမကလည်းစပွဲဘုတ်ကိုကြည့်လိုက်တော့အရာအလုံးကပုံမှန်ပဲအဲ့ဒီမှာလည်းညီမတတိလစ်သွားခဲ့တာနောက်ရကြတော့စာမွေးတွေဖြည့်ပြီးတော့တငယ်ချင်းတွေနဲ့အိမ်မှာပဲမုံစုစားဖြစ်ပါတယ်ညီမတို့အိမ်ရှိတဲ့မှာဆိုရင်ဘာသာကြားတွေပိုင်တဲ့နတ်ထက်တိုက်ဖြူကြီးတစ်လုံးရှိတယ်ရက်ခွက်တွေကလူတွေပြောတာတော့အဲ့ဒီတိုက်ဖြူကြီးမှာမိသားစုတွေအကုန်လုံးတတ်သေးသွားခဲ့တာတဲ့ပိုင်ရှင်မိမကြီးကတိုက်ပေါ်ကနေကျိုးဆွဲတည်တယ်နောက်ထပ်ဦးလေးကြီးကအခန်းထဲမှာကျိုးဆွဲချပါတယ်သူတို့နဲ့ညီမတငယ်ချင်းနဲ့ညီမတို့ကလည်းဒါတွေကိုမယုံတော့အဲ့ဒီအိမ်ကိုသွားဖို့ဆုံးဖြတ်ကြတယ်အင်းကြီးတဲ့ကိုရောက်တော့အားလုံးကပုံမှန်ပဲဒါနဲ့အိမ်ပြင်ကိုပြန်ထွက်ပြီးပတင်းပေါက်ကနေအိမ်ထဲကိုချောင်းကြည့်တယ်အဲ့လိုချောင်းကြည့်တဲ့အချိန်မှာပဲသွေးချီရတွေကတခုချင်းပေါ်လာတယ်ချီရတွေအဆုံးထိလိုက်ကြည့်လိုက်တော့ခေါင်းဝင်ဖြူစပင်းဖားလျားရင်းနဲ့မိမတယောက်ကလေကရင်မှာညီမတို့ကိုပြုံးပြီးရက်ပြနေတာအဲ့ဒါကိုမြင်တော့ညီမတို့ညီမနှစ်ယောက်လည်းခြေကုန်တုတ်တင်ပြန်ပြေးရတာပေါ့နောက်တော့ညီမတို့လည်းအိမ်ပြောင်းပြီးအဲ့ဒီအိမ်ကြီးကိုထပ်မသွားဖြစ်ကြတော့ပါဘူးအခုတို့ channel ကိုလည်းအမြဲအားပေးနေပါတယ်နောက်ထပ်အသစ်တွေကိုလည်းတင်ပေးပါဦးအမြဲအားပေးလက်ပါဆိုပြီး Telegram ကနေပို့လာပြီးတဲ့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာညော်ရီကစေယုံတစ်ခုမှာညီကိုဝမ်းခွဲနဲ့ကြုံခဲ့ရတာလေးကိုပြောပြခြင်းပါတယ်ရက်ဆွဲတွေကိုအတိအကျမမှတ်မိတော့ပေမဲ့အဲ့ချိန်တုန်းကစောင်းနှင်းကြီးဗျကျွန်တော်ကကြိုက်ထိုကနေမြဝတီကိုသွားပြီးဂုံတင်ဂုံချအလုပ်တွေကိုသွားလုပ်ခဲ့ရတာပါကျွန်တော်ဦးလေးကမြဝတီကျွန်းတော်ဆိုတဲ့ရက်ကွက်မှာနေပြီးတော့သမီး3ယောက်သား2ယောက်ရှိပါတယ်အဲဒီသမီး3ယောက်ရဲ့အကြီးဆုံးသမီးဖြစ်သူကစောင်းနှင်းကြီးအေးတဲ့တန်ကြောင့်ရင်ကျက်ယောဂဖြစ်တာမို့စေယုံတင်လိုက်ရပါတယ်ပြောဖို့တစ်ခုကြံခဲ့တာကကျွန်တော်ဦးလေးကစောက်လို့ရေး site တစ်ခုမှာအလုပ်လုပ်နေတာပါကလေးမလေးစေယုံတင်တဲ့အချိန်ဦးလေးတို့လင်မယားကအဝေးကိုရောက်နေကြတာဆိုတော့ကျွန်တော်နဲ့သူ့ရဲ့အကိုလက်ဖြစ်တဲ့သူကပဲစေယုံတင်ပေးခဲ့ရတာပါစေယုံမှာတယောက်နေဘက်စောင့်ရင်တယောက်ကညဘက်စောင့်ဆိုပြီးတိုင်ပင်ထားပါတယ်ကျွန်တော်ကညဘက်မစောင့်ရတော့ညဘက်တွေကိုအလဲကျစောင့်မယ်ဆိုပြီးတော့တိုင်ပင်လိုက်ကြတယ်အကြောင်းကကျွန်တော်တို့အခန်းရဲ့ရှောက်လံဘက်မှာရင်ခွဲယုံကြီးရှိတာမို့ပါနေဘက်တွေတော့အားလုံးကအေးဆေးပါပဲညဘက်9နာရီလောက်ရောက်တော့ကိုငယ်ကိုအရင်အိတ်ခိုင်းလိုက်ပါတယ်ကိုငယ်ကလည်းမင်းအိမ်ငါ့ရဲ့ငါ့ကိုနှိုးဆိုပြီးစကားတွေမှရင်အိတ်သွားတာပေါ့အဲ့ဒီချိန်ထိကဘာပြဿနာမှမရှိသေးပါဘူးကိုငယ်အိတ်သွားတော့ကျွန်တော်ကအိမ်သာသွားလိုက်ဖုန်းကြည့်လိုက်ဆက်လေးတောက်လိုက်ဆေးဆိုင်သွားလိုက်နဲ့ဈေးရောက်နေတဲ့ကောင်မလေးကိုကော်ဖီဝယ်ရင်ဖွင့်ကြောင်းလိုက်ရှိနေခဲ့တာပေါ့ဈေးဝင်ထဲမှာညဘက်တွေဖွင့်နေဆိုင်ရှိတယ်ဗျညဘက်7နာရီကျော်လောက်တော့ကျွန်တော်ကအိတ်ချင်လာတာမို့မျက်လုံးတွေကမရတော့တာနဲ့ကိုငယ်ကိုသွားနှိုးလိုက်တယ်သူနှိုးလာတော့ငါသေးသွားပေါက်မယ်လိုက်မလားမေးတော့ကိုငယ်ကအေးလိုက်မဲတဲ့အဲ့တော့ကျွန်တော်ကလည်းအရှိကနေထွက်လာခဲ့တာပေါ့ဈေးုံမှာအပေါက်သွားဖို့နေရာက2ခုရှိတယ်တစ်ခုကရေမကျပဲနောက်တစ်ခုကတော့ကျပါတယ်ရေကျတဲ့နေရာမှာကလူရှိနေတော့ကျွန်တော်ကရေမကျတဲ့ခွက်မှာပဲအပေါက်မသွားတော့ပဲအိမ်သားကိုထိုင်လိုက်ပါတယ်ကျွန်တော်ဝင်ပြီးခဏကြာတော့ကျွန်တော်ဘေးကရကအိမ်သားကိုတကားဖွင့်ပြီးလူတစ်ယောက်ဝင်သွားတယ်ကျွန်တော်စိတ်ထင်တာကိုငယ်ပေါ့မင်းကလည်းကွာကြားလိုက်တာဘာညာဆိုပြီးပြောတော့ဘေးခန်းကအေးအေးဆိုပြီးပြန်ပြောတယ်ကျွန်တော်စိတ်ထဲတော့ဒီကောင်အေးမွားလို့စကားမပြောချင်တာနေမယ်လို့တွေးလိုက်ပါတယ်ဒီလိုနဲ့ကျွန်တော်ကိစ္စပြီးတော့အပြင်ကိုထွက်ကိုလက်တန့်စင်ငါစစ်လေးလေးပါလေးတောက်ပြီးမှအိတ်တော့မယ်ဆိုပြီးဆက်လေးတောက်ဖုန်းလေးကြည့်ပြီးကိုငယ်ကိုစောင့်ရင်ဟဲ့အောင်ဆက်လေးတောက်အောင်မလားဆိုတော့အေးဆိုပြီးဘနှောကပြောတဲ့အတန်လိုက်ပြန်ပြောတယ်ဒီတစ်ခုမှကျွန်တော်လည်းစိတ်ထဲကပထမတစ်ခေါက်လိုမျိုးအိတ်ချင်မူလူဖြစ်နေလို့နေမှာပါဆိုပြီးဆက်လေးနဲ့မီးချက်ကိုအိမ်သားတကားအောင်ဟနေတဲ့နားကနေပြစ်ပေါက်လိုက်တော့ထောက်ဆိုပြီးမီးချက်ချစ်တန်တစ်ခုထွက်လာတယ်ရော့ဆိုပြီးမီးချစ်ပြန်ပြီးတော့ကျွန်တော်ကမီးချစ်ကိုပြန်ကောက်ပြီးဆက်လေးတောက်ရင်ကိုငယ်အိမ်သားတွေကထွက်အလာကိုစောင့်နေတယ်ဒီလိုနဲ့စောင့်ရင်ကျွန်တော်တောက်တဲ့ဆက်လေးသားကုံတော့တဲ့အိမ်သားတွေကထွက်မလာသေးဘူးကျွန်တော်လည်းဟဲ့မင်းငါငိုက်နေပြီမပြီးသေးဘူးလားဆိုပြီးပြောတော့ဘာသာမှမချရဘူးဒါနဲ့ကျွန်တော်တကားကိုထုပြီးဟဲ့အိတ်နေသလားငါ့ကိုပေးမအိတ်တော့ဘူးလားဘာညာဆိုပြီးဆဲတော့ဘာသာမှမချပြန်ဘူးတကားလည်းပွင့်မလာဘူးကျွန်တော်လည်းအဲ့လိုပြောပြီးအချိန်မှာကျွန်တော်တကူလုံးကြက်သိန်းနဲ့ထားပြီးစပင်းတွေပါထောင်းတက်သွားသလိုခံစားလိုက်ရတယ်ဒါနဲ့မဟုတ်သေးပါဘူးဆိုပြီးကျွန်တော်လည်းကမန်းကနန်ကလေးမလေးခန်းကိုပြန်ကြည့်တော့ကိုကောင်ကသူ့ညီမလေးနဲ့စကားတွေပြောနေတာကျွန်တော်လည်းကိုငယ်ကိုတွေ့တော့အော်ဒီကောင်ပြန်လာတော့ငါ့ကိုမခေါ်ဘူးဆိုပြီးပြောမှရှိသေးကိုငယ်ကကျွန်တော်ဖက်နှက်တန်ကိုကြားလို့ထင်တယ်လှည့်ကြည့်ပြီးဟာမင်းကသေးပေါက်တာကြားလိုက်တာ
ငါလည်းသိပေါက်ဖို့မင်းပြန်အလာကိုစောင့်နေတာဆိုပြီးပြောတာဗျပြီးတော့ကိုငယ်ကညီမလေးနဲ့စကားပြောနေတော့နဲ့ငါသိပေါက်မယ်ဆိုပြီးထားတော့ကျွန်တော်လည်းမတင်ကြတာနဲ့စောနာကကျွန်တော်ထုလို့ပွင့်မလားတကားကိုပြန်ကြည့်မယ်ဆိုပြီးကလေးမလေးကိုညီမလေးခဏနော်ဆိုပြီးပြန်ထက်သွားကြည့်တယ်အဲ့ဒီအိမ်သားတကားပွင့်နေတာဗျကျွန်တော်လည်းဘာတွေဖြစ်မှန်းနားမလည်နိုင်တော့ဘူးကိုငယ်ကိုပြောပြမယ်တွေးပေမဲ့ကလေးမလေးကလည်းနိုးနေတာဆိုတော့မပြောတော့ဘူးထားလိုက်တယ်ဒါပေမဲ့ဒီဖြစ်ရက်ကိုတွေးပြီးကျွန်တော်ကလည်းတညလုံးအိမ်မရဖြစ်နေတော့ကိုငယ်နဲ့စကားတွေပြောလိုက်ကလေးမလေးကိုစလိုက်နဲ့ရှိနေရင်ည3နာရီထိုးလောက်မှကလေးမလေးကအိပ်ပျော်သွားတယ်ကိုငယ်ကလည်းကျွန်တော်ကိုမင်းမအိပ်သေးရင်ငါအိပ်မယ်လို့ပြောတော့ကျွန်တော်ကလည်းဟာမင်းကလည်းငါအိပ်ချင်မှမင်းမအိပ်ပဲမင်းနဲ့အဖော်လုပ်ပြီးစကားပြောနေတော့ပြန်အိပ်မယ်လုပ်နေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဟောက်လိုက်တော့ကိုငယ်ကအေးပါကွာဒါဆိုတော့မအိပ်တော့ဘူးလို့ပြောပြီးနှစ်ယောက်လုံးဖုန်းသုံးလိုက်စကားပြောလိုက်နဲ့မိုးလင်းနဲ့တိထိုင်နေခဲ့ကြတာပါမနက်9 နာရီလောက်ရောက်တော့ကျွန်တော်ကအိမ်ပြန်ရီမိုးချိုးကလေးမအမိဘတွေကိုဖုန်းခေါ်ပြီးမနေ့ကကြုံခဲ့ရတာတွေကိုပြောပြလိုက်တယ်ပြီးတော့ကျွန်တော်ဆေးရုံမှာမနေရတော့ဘူးဦးလေးတို့ပြန်လာမှဖြစ်မယ်မရမကပြန်ခေါ်လိုက်တော့ဦးလေးတို့လင်မယားကညနေဘက်လောက်မှချက်ချင်းရောက်ချလာတယ်ပြန်စဉ်းစားကြည့်တော့ဟိုအင်းသားထဲဝင်သွားတဲ့လူကဘလို့ပြန်ထွက်သွားတာလေအရေးရောင်လည်းမတွေ့ရဘူးမတွေ့ရင်တော့ခြေတံတော့ကြားမှာအခုကလုံးဝမကြားပဲအိမ်သားတကားကဖွင့်တန်ပိတ်တန်ပြီးတော့အေးဆိုတဲ့အေးဆက်ဆက်အတန်ကြီးနှစ်ခါရဲ့ထောက်ဆိုတဲ့မီးချစ်ချက်တန်တစ်ခါရော့ဆိုတဲ့မီးချစ်ပြန်ပေးတဲ့တစ်ခါဒါတွေကဘာတွေလဲခုဒီစဉ်းစားရင်စက်သိန်းထနေရတော့မှကလေးမလေးဆေးရုံကပြန်ဆင်းလာတော့ဦးလေးနဲ့အတော်ကကိုငဲ့ကိုမင်းကြီးဆေးရုံမှာအချောက်ခံရတာတိလာပြောတော့မင်းကြီးအချောက်ခံရတာလားလို့လာမေးတဲ့ချိန်ကျွန်တော်ကအချောက်ခံရလို့အိတ်ချင်းစိတ်တွေပျောက်ပြီးကိုငဲ့ကိုလည်းပေးမအိတ်ကျွန်တော်လည်းမအိတ်ပဲတညလုံးစကားထိုင်ပြောနေတာပေါ့ဆိုတော့အော်မင်းကလည်းအဲ့ဒါကြောင့်ငါ့ကိုပေးမအိတ်တာပေါ့လေတဲ့ဖြစ်ပျက်တွေကတော့တလောက်ပါပဲအခု channel ကိုလည်းအားပေးနေပါတယ်နောက်ထပ်အကြောင်းအရာလေးတွေရှိပါသေးတယ်တရေကိုကြောက်ပေမဲ့သိချင်တဲ့စိတ်ကြောင့်ရောကြုံမှုချင်တဲ့စိတ်ကြောင့်ကြုံခဲ့တဲ့အကြောင်းအရာလေးတွေကိုထပ်ပြီးပြောပြချင်ပါသေးတယ်ဆိုပြီး TikTok ကနေပို့လာပေးရဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာညီမနာမည်ကသတိမြတ်မွန်လို့ခေါ်ပြီးတော့ငငယ်တုန်းကကြုံခဲ့ရတာလေးကိုပြောပြချင်ပါတယ်အဲတော့ကအမားတို့အိမ်နဲ့အိမ်တအိမ်လိုနေခဲ့ကြတဲ့အိမ်မှာအန်ဒီကြီးတယောက်ရှိခဲ့ပါတယ်အဲ့ဒီအန်ဒီကြီးကသူများပြုတ်စားတာခံရပြီးပါတချမ်းပြိုကျကကန်ဆာနဲ့အသက်ဆုံးရှုံးသွားပါတယ်အဲတော့ကညီမကနိုးဆိုးတက်ခါစားကလေးပဲရှိသေးတာပေါ့အဲ့ဒီအန်ဒီကြီးဆုံးတော့ရင်းနှီးတဲ့အမေတို့ကလည်းနိုင်မှသွားကူပေးဖြစ်ကြပါတယ်ပထမရက်ဒီမှာဘာမှမဖြစ်ပေမဲ့ရက်လေတဲ့နေ့ည7 နာရီလောက်မှာမီးဖို့ချောင်းကလူမရှိပဲအိုးခွက်တန်တွေစားကြရတယ်အမရဲ့ဦးလေးဖြစ်သူကအိမ်နေတော့မှလည်းခြေထောက်ကိုကင်ပြီးဆွဲချလို့ဂရင်မော်ကပြုတ်ကျရတဲ့အထိဖြစ်ခဲ့တာပါနိုင်ပြီးလို့အမအမေကအဲ့ဒီအိမ်ကိုသွားရင်လည်းနိုးတိုက်ပြီးလို့ခဏလေးဆိုပြီးချက်ပြမှာချထားတာကိုတယောက်ကလက်နဲ့တွန်းလိုက်တယ်လို့မျိုးကလေးကလှိမ့်သွားတာပါတယ်အဲ့ဒါကိုအနားမှာထိုင်နေတဲ့လူတွေကရောအမရဲ့အမေကပါတေးသေးချာချာမြင်လိုက်ရတာပါဒီလိုနဲ့ပဲ6 နဲ့ 9 နှစ်လောက်ကြာသွားခဲ့တယ်အဲ့ဒီချိန်တုန်းကလည်းအမတို့အိမ်ရဲ့အနောက်ဘက်ကကုတ်ကိုပင်အငုံမှာဆက်လိုက်မီတရေနဲ့ထိုင်နေတဲ့ဆုံးသွားတဲ့အန်ဒီကြီးကိုခဏခဏမြင်ခဲ့ရပါသေးတယ်ဒီလိုနဲ့အမအသက်9 နှစ်လောက်ကိုရောက်ခဲ့ပါတယ်တရက်တော့အမတို့အိမ်နဲ့ဆုံးသွားတဲ့အန်ဒီကြီးတို့အိမ်ကြားကကရမတ်ပန်းတွေကိုဝေနေအောင်ပွင့်နေခဲ့တာပါအိမ်ကလူကြီးတွေကလည်းအဲ့ဒီပန်းတွေကိုခူးပြီးဖျားမှာကတ်ကြသလိုအမရဲ့အတော်ကလည်းဈေးဆိုင်မထွက်ခင်ပန်းကိုခူးပြီးပန်သွားပါတယ်အမကလည်းအဲ့ဒီပန်းတွေခူးပြီးပန်ပြီးထားကြတာပေါ့အဲ့ဒီပန်းကိုစခူးပြီးရဲ့နေ့မှာပဲအမရဲ့အတော်ကဆိုင်မှာထိုင်နေနဲ့ထားလိုက်တော့အနောက်ကလူတယောက်တွန်းလိုက်တယ်လို့မျိုးအရှိကိုမှောက်လဲကျသွားတယ်လမ်းလျှောက်ရင်းနဲ့လည်းသူ့အလိုလိုချော်လဲတာတွေဖြစ်ပါတယ်အမတို့ဆိုရင်ကလေးတဘာဝဆော့ကစားတော့အထိခိုက်အနာတရားတွေဖြစ်ခဲ့တာပေါ့အဲတော့ကကလေးဆိုတော့တိတိကျကျမမိတော့ပါဘူးဒီလောက်နဲ့ပြီးတော့သလားဆိုတော့မဟုတ်ပါဘူးညဘက်တွေရောက်တော့အိမ်နေတော့ညီမအသက်ရှူကျက်လာလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ဆုံးသွားတဲ့အန်ဒီကြီးကအပေါ်ကနေတက်ခွာပြီးမျက်နှာချင်းဆိုင်ကက်ကညီမလည်းပဲကိုညှစ်ထားတာပါပြီးတော့ပါဇက်ကနေလည်းငါပန်းပြန်ပေးဆိုပြီးပြောနေတာသူ့ပုံစံကသူဆုံးတော့ကမျက်နှာထက်တောင်ဆိုးသွားပါတယ်ဘာကြီးတချမ်းကအရေးပြားတွေတွဲကြပြီးတကယ်ကိုယွန်းစရာကောင်းပြီးကြောက်ဖို့လည်းကောင်းပါတယ်ပြန်ပြောမယ်ဆိုရင်သူလည်းပဲညှစ်ထားတော့ညီမကအော်ပေမဲ့အတန်ကလုံးဝထွက်မလာခဲ့ပါဘူးအနားမအိမ်နေတဲ့အဖွားကိုလမ်းနဲ့လှမ်းပုတ်ပြီးနှိုးတော့အဖွားကဘာဖြစ်တာလဲမေးပေမဲ့ညီမအတန်ထွက်မလာခဲ့ပါဘူးနောက်တော့မှအဖွားကလည်းဖျားစင်မော်ကပြေးရည်နဲ့ပတ်ဖြန်းပြီးလဲမှစကားပြောနိုင်သွားပါတယ်ဒီလိုဖြစ်တာတော့အမားတို့ကပန်းတွေကိုမလွန်ပြပဲဆက်အိတ်ကြပါတယ်အိမ်တိုင်းကိုကင်ပြီးလှုပ်တဲ့ဒီဖြစ်လာတာပါအိမ်ကလူကြီးတွေကလည်းမရတော့ဘူးဆိုပြီးခူးထားတဲ့ပန်းတွေကိုနေရာမှာပြန်ထားလိုက်တော့အကုန်လုံးငြိမ်သက်သွားပါတယ်ဒီဖြစ်ပျက်ကတော့အမ9 နှစ်လောက်ကကြုံခဲ့တာပေါ့နောက်တစ်ခုကအဝေးတင်ပထမနှစ်မှာကြုံခဲ့ရတာကိုလည်းထပ်ပြောပြချင်ပါသေးတယ်အဝေးတင်ဆိုတော့အမားတို့နေတာကအဆောင်ဆိုပေမဲ့အပေါ်ထက်မှာအိပ်ပြီးအောက်ထက်မှာကျူရှင်တင်ကြရပြီးတော့အဆောင်ပိုင်ရှင်ကလည်းပြောရဆိုတော့လောက်ပေါက်ကတ်တဲ့လူမျိုးတရက်တော့အဆောင်မှာရေတွေမီးတွေမလောင်းကသုံးနေရတာအဆင်မပြေဖြစ်လာတော့အမားနဲ့တငယ်ချင်းတယောက်ကနောက်နေ့ကျရင်အဆောင်ပြောင်းမယ်ဆိုပြီးတိုင်ပင်ထားကြတာပါဒီလိုနဲ့တရက်နေမဝင်ခင်လေးမှာတငယ်ချင်းနဲ့အပြင်သွားပြီးပြန်လာတော့စာချက်မယ်ဆိုပြီးအောက်ထက်ကစာသင်ခန်းကိုဆင်းလာခဲ့တယ်အောက်ထက်မှာစာသင်ခန်းက3 ခန်းရှိတယ်အဲ့ဒီခန်းတွေကလည်းနောက်ဆုံးခန်းကကျူရှင်ဝင်တင်ကြတာနဲ့တော့အဲ့ဒီခန်းမှာပဲစာချက်ကြမယ်ဆိုပြီးဝင်သွားလိုက်တယ်အဲ့ဒီခန်းရဲ့အဝင်ပေါက်တစ်ခုပဲရှိတာဆိုတော့အမကဝင်ပေါက်နဲ့ဝေးတဲ့အရှိဆုံးတန်းကခုံပေးနားမှာတစောင်းလေးထိုင်ပြီးစာချက်ခဲ့တာပါအဲ့ဒီချိန်ကအသားဖြူဖြူစပင်တင်ပါလို့ရှည်ပြီးအဝါရောင်ဝမ်းဆော့ဝတ်ထားတဲ့ကောင်မလေးတယောက်ကစာအုပ်လေးပိုက်ရင်ညီမနာကိုရောက်လာတာအဲ့ကောင်မလေးကလည်းအမကိုမေးတဲ့ဖက်စီရလာတဲ့အမကလည်းဟုတ်တယ်လို့ပြန်ပြောတော့သူကအေးငါလည်းပထမနှစ်ပဲစာတူတူကြအောင်လေ
ငါနောက်နှစ်လဲဒီမှာပဲနေရအောင်မဆိုပြီးပြောတော့အမကလည်းငါတို့တော့နောက်နှစ်ဒီမှာမနေဘူးပြောင်းတော့မှဆိုပြီးပြောလိုက်တယ်အဲ့ဒီချိန်သူစာချက်မယ်ဆိုပြီးအမထိုင်နေတဲ့ခုံပေးမှဝင်ထိုင်လိုက်တယ်အမကလည်းစာချက်မယ်ဆိုပြီးစာအုပ်ကိုလှည့်ယူပြန်လှည့်တော့စာသင်ခန်းထဲမှာညီမအပြင်ဘယ်သူမှမရှိတော့ဘူးချက်ချင်းထွက်သွားတာပြောရအောင်နဲ့ဝင်ပေါက်နဲ့အဝေးပြီးတော့သတိထားမိတာကအဲ့ဒီကောင်မလေးဝင်လာတော့ကဘာခြေတမ်းမှမကြားမိဘူးသူပြောက်သွားတဲ့အချိန်မှာလည်းနန်လိုက်တဲ့အပုပ်နဲ့ဆိုတာပြောမပြတတ်အောင်ပဲအမလည်းအခန်းပြင်ကိုထွက်ပြီးလိုက်ရှာပေမဲ့လုံးဝရှာမတွေ့ခဲ့တော့ပါဘူးဆိုပြီး Telegram ကနေပို့လာပေးတဲ့အမသီရီမျက်မှောင်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာညီမအဖွားဆုံးသွားပြီးနောက်ပိုင်းကြုံခဲ့ရတာလေးကိုပြောပြချင်ပါတယ်အဖွားမှာသားတစ်ယောက်သမီး၃ယောက်စုစုပေါင်း၄ယောက်ရှိခဲ့တာပါညီမတို့ကထိုင်းမြန်မာနယ်စပ်တနေရာမှာနေခဲ့တာပါအဖွားရဲ့သားကလည်းထိုင်းနိုင်ငံမဲဆိုင်မှာအလုပ်လုပ်ခဲ့ပါတယ်တရက်တော့သူကလာစာထုတ်မယ်ဆိုပြီးမဲဆိုင်ကိုထွက်သွားတာအိမ်ကိုလုံးဝပြန်မရောက်လာတော့ပါဘူးအဖွားမှာအဖိုးဖြစ်သူကဆုံးအားကိုးနေရတဲ့သားကြီးကလည်းလုံးဝပျောက်သွားတော့အိတ်စိတ်နဲ့ပဲညာဘက်တည်းဆိုရင်အရက်တောက်ပြီးမူးလေးရှိတယ်အဖွားရဲ့သားကြီးညီမရဲ့အဘကသေတာလားတက်ရှင်တာလားဆိုတာအခုထိတည်တည်ချာမသိရသေးပါဘူးအဖွားနေတဲ့အိမ်ကလည်းတရေ၆တယ်ဆိုပေမဲ့အဖွားကလူကြီးဖြစ်နေတော့မကြောက်ခဲ့ပါဘူးညာဘက်တည်းဆိုရင်အဖွားကအိမ်သာသွားဖို့ထားတဲ့အချိန်တွေဆိုရင်ခြေနှောင်ဘေးမှာဂျင်မောက်မှုပြီးထိုင်နေတဲ့နာနာဘဝကိုမကြာခဏမြင်ခဲ့ရတာပါအဖွားကိုအန်ရပေးရလားဆိုရင်လည်းမပေးပါဘူးဒီလိုနဲ့အချိန်ကြီးကြာလာတော့အဖွားကလည်းလေဖြတ်ပြီးအသက်ဆုံးရှုံးသွားခဲ့ပါတယ်သူမဆုံးခင်မှာဂရင်ချင်းကိုကြည့်တားလို့ပါဇက်ကနေခေါ်နေခဲ့တာညီမရဲ့အမေကအဖွားအိမ်မှာတရေ၆လောက်ပြီးတော့အဖွားရဲ့လက်မှာပတိလေးကိုပတ်သားပေးခဲ့တာမကြပါဘူးအဖွားကတားလို့អော်ရင်းနဲ့အသက်ရှူကျက်တယ်လို့ဖြစ်လာတော့အမေကစိတ်ပတိကြောင့်ထင်တယ်ပြန်ဖြုတ်ပေးလိုက်တော့အတန်းကတဖြည်းဖြည်းတိတ်ဆိတ်သွားပြီးအသက်ပါထွက်သွားခဲ့တာပါအဲတော့ငါညီမ9တန်းတက်နေခဲ့တာပါဒီလိုနဲ့အဖွားဆုံးတော့မြေးတွေကိုလိပ်ပြခွဲမဲဆိုပြီးညီမအပါဝင်အတော်ရဲ့အိမ်မှာအဖွားရက်လည်းတဲ့အထိကိုသွားအိတ်ခဲ့ကြတယ်အတော်ရဲ့အိမ်ကအဖွားရဲ့အိမ်ရဲ့အပေါ်နားလေးမှာပဲစောက်ထားတာပါညီမတို့သွားအိတ်ကြတော့အတော်ကညီမတို့ကိုအိမ်မက်ထဲမှာအဖွားလာခေါ်ရင်လုံးဝလိုက်မသွားကြဘူးမှားတယ်ဒီလိုနဲ့ညီမတို့ကပိုက်စားလာတော့မုံဝဲစားမဲဆိုပြီးအမဝန်ခွဲတယောက်နဲ့ထွက်လာခဲ့ပါတယ်အဲတော့ကမိကလည်းမရသေးတော့ဖျောင်းနိုင်မိကိုအာကူပြီးသွားခဲ့ကြတာပါသွားရတဲ့လမ်းကလည်းအဖွားအင်းရှိကနေဖြတ်သွားရတာပါဒီလိုနဲ့အနောက်ကိုဖျောင်းနိုင်ပေးပြီးညီမကမီးချက်လေးနဲ့စော့ရင်းနဲ့အနောက်ကနေလိုက်လာခဲ့တာအဲ့လိုလျှောက်လာခဲ့ရင်အဖွားအင်းရှိကိုရောက်ဖို့ခြေလမ်း3လမ်းလောက်အလိုမှာအရှိကဖြတ်သွားတဲ့အမကလမ်းလျှောက်နေရုတ်တရက်ရက်သွားပြီးမပြောမဆိုနဲ့ချက်အနောက်ကိုပြန်လှည့်ပြေးတော့တာညီမကလည်းဘာလို့ပြေးရလဲလို့တွေးရင်ရောင်းလဲရက်နေခဲ့ရင်အရှိနေနဲ့သွားပြီးမီးချက်နဲ့တောက်ကြည့်ရတော့အဖွားအင်းရှိမှာတကူလုံးမဲမဲကြီးနဲ့အရေးပုံစံတစ်ခုကထိုင်နေပြီးခြေကလည်းရမ်းရင်ညီမကိုကြည့်နေတာအဲ့ဒါကိုမြင်နေညီမလေးကြက်တီတီသွားပြီးအော်လို့လည်းမရခြေတွေကလည်းလေးနေပြီးအနာမှာတောင်းချင်းမတက်ရက်နေမိတော့တာကန်ကောင်းကျွန်တော်အတော်ကအနောက်ကလိုက်လာပြီးညီမကိုပွေ့ချီခေါ်လာတယ်အတော်ရမလာရင်ညီမလည်းဘာတွေဖြစ်မလဲဆိုတာမတွေးရတော့ပါဘူးအဲနေ့မှာပဲအဖွားကလည်းအိမ်မက်လာပေးပါတယ်တီတီကြကြတော့မမှတ်မိပေမဲ့အသက်20နောက်ပိုင်းနေမှာတော့အဖွားနဲ့ပတ်သက်တဲ့အိမ်မက်တွေမမှတ်တော့တာမို့ချွတ်သွားပြီလို့တော့ကောက်ချက်ချလိုက်ပါတော့တယ်ညီမကာစီနိုမှာအလုပ်လုပ်တော့ကကြုံရတာကိုလည်းပြောပြချင်ပါတယ်ညီမအလုပ်လုပ်တဲ့ဟိုတယ်မှာတရေ6တယ်ဆိုပြီးစီနီယာတွေပြောပြတော့ကြားဘူးထားပါတယ်တကယ်လေသူတို့ပြောတဲ့အတိုင်းညီမတငယ်ချင်းနဲ့အိမ်ရင်ဘလူးစီးခံရတာတွေဖြစ်တာပါတယောက်တည်းဖြစ်တာမဟုတ်ပဲညီမကလိုရင်အကုန်လုံးဖြစ်နေတာပါပြောမယ်ဆိုရင်ညီမကအခုအသက်အရွယ်အထိဘလူးစီးတာမခံရဘူးပေမဲ့တရေရှိတယ်ဆိုတာကိုတော့ယုံကြည်ပါတယ်ညီမအလုပ်လုပ်နေတဲ့ကာစီနိုမှာတရက်တော့အိမ်သာသွားချင်လို့ဆိုပြီးအိမ်သာကိုသွားတော့တငယ်ချင်းတစ်ယောက်ကလည်းရှိနေခဲ့ပါတယ်ညီမလည်းအိမ်သာတွေကပြန်ထွက်လာပြီးလက်ဆေးတဲ့အချိန်ခြံဝန်းထဲမှာလူနှစ်ယောက်တန့်ရှင်းလုပ်နေတာကိုမြင်ခဲ့တာပါအစားကတော့စိတ်ထဲမထားပဲလက်ဆေးနေတယ်ဆိုပေမဲ့အချိန်ကညတနာရီဆိုတာကိုသတိထားမိသွားတယ်ညီမလည်းဒီချိန်ကြီးဘယ်ကတန့်ရှင်းလုပ်နေမှာလဲတငယ်ချင်းတွေကခေါ်ပြတော့သူတို့လည်းတွေ့ရလို့ပြောပါတယ်အဲ့ဒါနဲ့ညီမလည်းပရင်မောက်ကိုဖွင့်ကြည့်မယ်လို့တွေးတော့တငယ်ချင်းတွေကကြောက်တောင်မှုမဖွင့်ဖို့ကိုဆွဲထားတယ်ညီမလည်းမဖွင့်ခဲ့ပါဘူးဒါပေမဲ့တီးချင်စိတ်ကထိမ့်မြတော့ညီမတို့နားနေတဲ့အခန်းကနေထွက်ကြည့်လိုက်တော့အိမ်နာပရင်ပေါက်ကိုမြင်ရတယ်တငယ်ချင်းတို့ကအဲ့ဒီမှာကြည့်နေငါနားနေခန်းကနေသွားကြည့်မယ်လို့ပြောပြီးပြေးကြည့်တော့ဘယ်သူမှမရှိတော့ဘူးနောက်ရက်နေ့မှာညီမအလုပ်လုပ်ရင်အိမ်သာသွားချင်လို့ဆိုပြီးအောက်ထက်ကအိမ်သာကိုတယောက်တည်းသွားခဲ့တယ်လေးဘက်တွေဆိုတော့ကြောက်စိတ်လည်းရှိမနေခဲ့ပါဘူးဒီလိုနဲ့အိမ်သာထိုင်နေတော့လူတယောက်ကအိမ်သာထဲကိုဝင်လာတာတကားတွေဆွဲဖွင့်တာတွေအိမ်သာရဲ့အောက်ခြေတန်တိုင်ကနေအကုန်မြင်နေရတယ်တောက်ဖက်နဲ့တန်ကြားတော့ညီမတို့ဌာနကပဲဆိုပြီးစိတ်ထဲဘာမှမထားခဲ့ဘူးသူကညီမအိမ်သာဘေးကအခန်းဝင်သွားတာကိုသိလိုက်ရတယ်ဘာလို့သိလဲဆိုတော့အိမ်သာတကားကအားနဲ့စောင်းပိတ်ရတာမဟုတ်ပါအိမ်သာက၄ခန်းတွဲဆိုတော့သူတကားပိတ်လိုက်တဲ့ချိန်တခါခန်းတွေပါလှုပ်ခတ်ကုန်တာပေါ့ညီမလည်းကိစ္စတွေပြီးတော့လက်ဆေးမဲ့လို့တော့အိမ်သာထဲမှာညီမအပြင်ဘယ်သူမှရှိမနေဘူးတောက်ဖက်ကလည်းအိမ်သာထဲဝင်လာတော့ကလောက်ပဲကြားပြီးညီမထွက်လာတဲ့အချိန်ဒီတောက်ဖက်နဲ့တန်မကြားရပါဘူးပြီးတော့သူပြန်ထွက်သွားမယ်ဆိုရင်တော့တကားဖွင့်တန်တို့ဘာလို့ကြားရမှာပါဒါပေမဲ့ဘာမှမကြားရပါဘူးဒီဖြစ်ပျက်တွေကညီမကာစီနိုမှာလုပ်ခဲ့တဲ့အကြောင်းအရာတွေပါနောက်ထပ်အဲ့ဒီကာစီနိုမှာကြုံခဲ့ရတာတွေကိုလည်းအားတဲ့ချိန်တွေမှာထပ်ပြီးပြောပြချင်ပါသေးတယ်အခုလိုပြောပြခွင့်ရလို့လည်းကျေးဇူးတင်ပါတယ်ဆိုပြီး Telegram ကနေပို့လာပေးတဲ့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့မင်းကျော်စင်ဟိန်းထပ်ပါကျွန်တော်အသက်8နှစ်အရွယ်မှာကြုံတွေ့ခဲ့ရတဲ့ဖြစ်အမှန်လေးကိုပြောပြချင်ပါတယ်
ကျွန်တော်ငယ်ငယ်တုန်းကခင်မမီသေးတော့ညဘက်ရောက်တိုင်းဓာမီလေးကင်ပြီးအမျိုးတွေအိမ်မှာ TV သွားကြည့်ကြတာပေါ့အမျိုးတွေရဲ့အိမ်နဲ့ကျွန်တော်တို့အိမ်ကနည်းနည်းတော့ဝေးပါတယ်အဲဒီကိုမရောက်ခင်မနီမိုးဝင်းမှာကုန်းအကွေတွေတစ်ခုရှိတယ်အဲ့ဒီနေရာကဆိုင်ကယ်တွေကားတွေမကြာခဏဆိုလို့အက်ဆီဒန့်တွေဖြစ်ပြီးတေးတဲ့လူကတေးတချို့လည်းဆေးရုံတင်ရတဲ့အခြေအနေတွေရှိခဲ့ပါတော့အဲ့လိုနဲ့အဲ့ဒီညကတိန်တွေထူပြီးလာရောက်လုံးဝမရှိတဲ့ညဖြစ်နေတော့ဓာမီလေးနဲ့အရှိကိုမနေထိုးကြည့်နေရတယ်ကျွန်တော်တယောက်တည်း TV သွားကြည့်ပြီးအပြန်ရုပ်တရက်ခွေးတွေထားဟောင်းတာကြားလိုက်ရပါမယ်အဲ့ဒီအချိန်ကြီးကျွန်တော်စိတ်ကကြောက်စိတ်တင်မဝင်သေးဘူးဒုတိယအချိန်မှာခွေးတွေကဟောင်းရင်းနဲ့မကထားဦးကြတော့ကျွန်တော်လည်းတကူလုံးချက်သိမ်းမွေးညင်းတွေထားပြီးဒူးတွေတုံလာခဲ့တာအဲ့ဒီကုန်းနာကအကွေနာကိုအကြည့်ရောက်တော့မြင်ရတဲ့မြင်ကွင်းကအရေးမဲကြီးတစ်ခုဟာကျွန်တော်စီကိုဦး TV ပြေးလာသလိုရွှေ့လာသလိုဖြစ်နေတာပါကျွန်တော်သိချာကြည့်တော့ခေါင်းလားကိုလားခွဲခြားလို့မရနိုင်ပေမဲ့လူတစ်ယောက်ရဲ့အရေးထက်ပိုထူပြီးမဲနှံ့နေပါတယ်ပြီးတော့သူ့ရဲ့လှုပ်ရှားမှုကလည်းမြေပြင်နဲ့မထိပဲလေထဲမှာဝဲနေတယ်လို့မျိုးကြီးကျွန်တော်ကလည်းချက်သိမ်းမွေးညင်းနေစပင်းနေထောင်အတန်ကုန်អော်ပြီးဓာမီကိုလည်းလွှင့်ပစ်လိုက်မိရဲ့အဲ့ဒီချိန်ကျွန်တော်អော်တန်ကြောင့်တခြားအိမ်ကလူတွေလန့်ဖြန့်ပြီးတကားဖွင့်လိုက်ပြီးထွက်ကြည့်ကြပြီးကျွန်တော်ကိုဝိုင်းခေါ်ကြီးတွေပါတယ်တိုက်စိတ်ငြိမ်အောင်ဝိုင်းပြောပေးကြတယ်အဲ့ဒီလိုနဲ့ဘာတွေလဲဘာကိုမြင်ပြီးကြောက်လန့်တကြားနဲ့လမ်းပေါ်ညရေးအချိန်မတော်ပြေးတာလဲစသဖြင့်မိကုန်းတွေထုတ်တာပေါ့ကျွန်တော်ကလည်းအမျိုးအိမ်မှာ TV သွားကြည့်ပြီးပြန်လာတဲ့အကြောင်းလမ်းတော့အရောက်မှာခွေးရဟောင်းမီဦးတဲ့အကြောင်းဂုံအကွေကအရေးမမဲကြီးကရုတ်တရက်ကျွန်တော်ရှေ့ပေါ်လာတဲ့အကြောင်းဖြစ်ကြောင်းကုံစင်ပြောပြလိုက်တာပေါ့ဒီလိုနဲ့အဖိုးကြီးတောက်ကပြောပြတယ်အဲ့နေရာတွေကအစိမ့်သေးတွေများတယ်တချို့ဆိုရင်အဲ့ဒီနောက်မှာဆိုင်ကယ်တိုက်ပြီးပွဲချင်းပြီးမကြွမလွတ်တဲ့နာနာဘဝတွေအများကြီးဒါကြောင့်လာမိုင်းညတွေဒါမှမဟုတ်ကန်နေနေတဲ့လူတွေဖို့သူတို့ကိုမြင်တွေ့ရတဲ့ကြောင်းအကြောင်းစုံပြောပြပြီးကျွန်တော်ကိုလည်းအဲ့ဒီညအချိန်မတော်လမ်းမှာတယောက်တည်းမသွားဘူးပြောပါတယ်ဒီလိုနဲ့ကျွန်တော်ကိုအိမ်ပြန်လိုက်ဖို့ပေးကြပြီးကျွန်တော်မိဘကိုလည်းအချိုးချောင်းပြောပြီးပြန်သွားကြတယ်ညနေနိုင်လောက်ရောက်တော့ကျွန်တော်ကအိမ်နေရဲ့အနားကိုမလာဖို့ရုံရင်းဆန်ခတ်တွေဖြစ်ပြီးအဲ့ရတဲ့လူလဲကဘလုံးပထွေးတွေပြောပြီးရောင်းတော့တာပါအမေကအတန်ကြားတာနဲ့ချက်ချင်းကျွန်တော်အခန်းကိုဝင်လာပြီးကျွန်တော်ကိုလာကြည့်တာပေါ့အဲ့ဒီမှာအချိန်နေမဟန်တော့မှန်းသိတော့အမေကအဖေကိုနှိုးဘုရားစင်ကရေတွေယူခိုင်းကျွန်တော်ကိုလာပတ်ခိုင်းပါတယ်တအောင်နေတော့မှကျွန်တော်လည်းငြိမ်ပြီးပြန်အိပ်ပျော်သွားတယ်ဒီလိုနဲ့အမေကကျွန်တော်ကိုစိတ်မချလို့ကျွန်တော်ဘေးမှာပဲစောင့်ပြီးအိပ်ပေးပါတယ်မနက်မိုးလင်းလာတော့ကျွန်တော်ကလည်းအကြောက်လွန်ပြီးဖျားပါလေရောဒီလိုနဲ့ဆေးတွေလည်းကုအထက်လန်းဆရာတွေနဲ့လည်းကုလိုက်ရတယ်ကြောက်ဖျားတာက2ပတ်လောက်ကြာသွားတယ်အဲ့နောက်ပိုင်းမှာညဘက်ရောက်ရင်အိမ်ထဲကအိမ်ပြန်တော့မထွက်ရတော့ဘူးဗျဒါကကျွန်တော်ကြုံတွေ့ရတဲ့မကျွတ်လွတ်တဲ့နာနာဘဝဖြစ်ရလေးပါပဲနောက်တစ်ခုကြုံတွေ့ခဲ့ရတာကကျွန်တော်မမရရှစ်တန်းရောက်တဲ့အခါမိဘတွေကဘော်ရာဆောင်ထားပေးပါတယ်အဲ့ဒီဆောင်မှာရွာကလာနေတဲ့လူတွေရောမျိုးကလူတွေပါနေကြတာပေါ့အဲ့ဒီဘော်ရာဆောင်ကခြံကလည်းအကျယ်ကြီးမို့ဆီယာမကခြံထဲကအသီးရွက်တွေကိုစိုက်ထားတာစုံနေရောဒါပေမဲ့ပိန်းနေပင်ကလည်းရှိတယ်ဒီလိုနဲ့တနေ့မှာတော့ကျွန်တော်ရဲ့တငယ်ချင်း9ယောက်စုပြီးကြောင်းပြေးခဲ့ကြတယ်ကျွန်တော်တို့ပြေးတာကလည်းတင်းချိုင်းဘက်ကိုပြေးခဲ့ကြတာဒီလိုနဲ့နေ့တစ်ပိုင်းလောက်အချိန်ကြီးဖြုံးပြီးညရောက်တော့အဆောင်မှာညအိတ်ခန်တွေအပေါ့တွေပါတွေသွားအပြန်ပိန်းနေပင်ဘက်ကိုအယုတ်တရအကြည့်ရောက်သွားပါတယ်အဲ့ဒီချိန်မှာတကူလုံးထိတ်ကနေဖြစ်သွားတယ်မောင်ကြီးပြိုးချိန်အပင်တွေကြားမှာအဖြူအောင်ပိတ်စာတွေတကူကပိန်းနေပင်3ပင်ကြားမှာလွှာကနေသွားလာလိုက်လုံနေတာအမှတ်မထင်ပဲမြင်လိုက်ရပါတယ်ဒါအောင်မြင်တော့ကျွန်တော်ကလည်းခြေလက်တွေအေးဆက်ပြီးတငယ်ချင်းတွေကိုပြောပြတော့သူတို့ကလည်းကျွန်တော်ပြောတဲ့နေရာကိုလိုက်ကြည့်တယ်ဒါပေမဲ့သူတို့ကဘာမှမမြင်မအောင်ကွာငါတို့ကိုအလကားလာမစားနဲ့ဆိုပြီးအဆောင်နဲ့ပြန်ဝင်သွားပြီးည7 နာရီထိစာချက်ပြီးအိတ်သွားကြတယ်ကျွန်တော်တို့ကဘုရားစင်အောက်မှာအိတ်ကြတာပါအဲဒီမှာတဆောင်လုံးအိမ်မောကြနေချိန်ရောက်တော့ကျွန်တော်ကထားဖောက်ပါလေရောအိမ်နေရင်းနဲ့လူးလိမ့်ပြီးပါဇက်ကကြောင်ကရန်ဘလုံးပထွေးတွေပြောထားထိုင်ပြီးဘေးမှာအိမ်နေတဲ့တငယ်ချင်းရဲ့ခေါင်းကိုဆွဲတငယ်ချင်းကလည်းလန့်လို့ပြီးអော်လေရောဆီယာမတွေကတဆောင်လုံးကလန့်ပြီးကျွန်တော်စီကိုလာဝိုင်းဆွဲကြတာပေါ့ကျွန်တော်မူမမနာကိုဆီယာမရဲ့ယောက်ျားကတီးတော့ချက်ချင်းဖျားစင်ဘော်ကရေမန်းနဲ့ယူပြီးကျွန်တော်ကိုတိုက်တယ်ပြီးတော့ဆိုင်ကယ်တွေကအမြန်ထုတ်ခိုင်းပြီးကျွန်တော်အတော်ဖြစ်တဲ့အထက်လန်းဆီယာမစီကိုညာကြီးချိန်မလို့သွားပူးကြပါတယ်အဲဒီကိုရောက်တော့စစ်ကြည့်တော့ကျွန်တော်ကိုယ်ထဲမှာကတ်နေတာကမြင်အမမြင်အပ်တဲ့ဒီလိုနဲ့ဆီယာမတွေလည်းကျွန်တော်ကိုအတော်အိမ်မှာထားပြီးပြန်သွားကြတယ်မိုးလင်းတော့ကျွန်တော်ကဘလို့ဖြစ်တာလဲအတော်အိမ်ကိုဘလို့ရောက်နေတာလဲဆိုပြီးမေးတော့အကျိုးကြောင့်သိရတဲ့အဲ့နောက်တော်ကြောက်သွားခဲ့တယ်ကျွန်တော်မိဘတွေကမနက်မှတီးတော့တီးချင်းလိုက်လာကြတယ်ကျွန်တော်မိကထပ်မိတာဘလို့ဖြစ်ပြီးသူတို့အပူးခံရလဲဆိုတော့လူကြီးတစ်ပါးဝါစိတ်ပူပြီးမေးတာပေါ့အဲ့တော့ကျွန်တော်လည်းမလင်ရတော့ပဲတငယ်ချင်းတွေနဲ့သူအကြောင်းခိုးပြေးတဲ့အကြောင်းပြီးတော့အမေကစိတ်တူပြီးကျွန်တော်ကိုနှရက်ဆွဲလိမ့်မုံကြိုးလိမ့်နေရောကျွေးတာပေါ့အဲ့လိုနဲ့မြဲမမြဲတွေကိုကျွန်တော်တွေကနှင်ထုတ်ဖို့အတွက်သူတို့ကိုစင့်ခေါ်တော့ကျွန်တော်တို့ကိုယ်လုံးတုံရီလာပြီးအထက်လန်းဆရာမဖြစ်တဲ့ကျွန်တော်အတော်ကကျွန်တော်ကိုယ်ရဲ့ဝင်ရောက်ပူးကတ်နေတဲ့အရာကိုပြောပါတယ်တင်ရောက်ပြီလားတင်ရောက်ပြီဆိုရင်ဖះကို3ချိန်ဥချကြော့ဖို့ပြောတော့မကြော့ပဲပြေးတည်နေတာဒီလိုနဲ့အတော်ကလည်းစေးကျင်လုံးနဲ့6လန့်ယုံရှိသေးရိုးရိုးတည်တည်နဲ့3ချိန်ဥချပြီးတော့ပြောတော့တာအတော်ကလည်းဘလို့ဖြစ်လို့ဝင်ပူးတာလဲစသဖြင့်မေးတာပေါ့သူကကုသိုလ်လိုချင်တဲ့အကြောင်းအခုလိုနာနာဘဝဘဝကနေကျွတ်လွတ်ချင်တဲ့အကြောင်းဒီလိုနဲ့ရိုးရိုးနှင်ထုတ်တာကိုမတော်လို့တပတ်တီးတီးကျွန်တော်ကိုခေါင်းကနေခြေပြားထိညနေနေမဝင်ခင်လေးမှာခြေထောက်တွေကိုအိမ်ဘက်အပေါဝတက်တက်ကိုဆန့်ပြီးထိုင်ရတယ်အဲ့လိုအရိုက်ခံရမှထွက်သွားတာအဲ့လိုရိုက်တဲ့အချိန်မှာလည်းကျွန်တော်ကာယကံရှင်ကတော့ဘာမှမသိဘူးအဲ့နောက်ကျွန်တော်ကလည်းကြောင်းမပြေးရတော့သလိုကျွန်တော်တငယ်ချင်းတွေကလည်းကျွန်တော်အဖြစ်ကိုကြည့်ပြီးသင်ခန်းစာရသွားကြတယ်ဒါကတော့ကျွန်တော်ကိုတွေ့ဖြစ်ရလေးပါကျွန်တော်နာမည်ကမင်းကျော်စင်ဟင်းတက်ပါခင်ဗျာနောက်လည်းရေးသားဖော်ပြခြင်းတဲ့ကိုတွေ့လေးတွေကိုလို့ဆက်လက်တင်ပြခွင့်ပြုပါ
ညီကိုတို့လည်းတက်ရှိချမ်းပါပြီဒီထက်မကအောင်မြင်ပါစေအမြဲအားပေးနေပါတယ်ဆိုပြီး Telegram ကနေပို့လာပြီးတဲ့ brother မင်းကျော်စင်ဟိန်းထက်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ကြုံခဲ့ရတဲ့အကြောင်းအရာလေးကိုပို့ပေးခြင်းပါတယ်ကျွန်တော်ကမော်ယာမှာနေပြီးတော့ဖြစ်သွားတာကလွန်ခဲ့တဲ့တစ်ပတ်ခွဲလောက်ကပါကျွန်တော်ခု10ရန်ဖြေတော့မှမိုးစမှုစုံဘက်ကဘော်ရာဆောင်တစ်ခုမှကျွန်တော်ကိုထားပါတယ်အဆောင်ပုံစံကနှစ်ထပ်ပြင်အောင်အင်ကောင်မှအပေါ်ထပ်မှာတခန်းကို2ယောက်နေကြပါတယ်စဖြစ်တာကဒီလိုပါအဲ့ဒီဘော်ရာဆောင်စောင့်တဲ့ဦးလေးကအဖေတို့နဲ့အသိဆိုတော့ကျွန်တော်နဲ့အရင်ခင်ပါတယ်အဲ့ဒီကအကိုတို့ဗီဒီယိုတင်တဲ့နေ့ဆိုတော့တင်ချင်းကျွန်တော်ကနားမထောင်ဖြစ်ခဲ့ဘူးည7:00နာရီလောက်မှနားထောင်ပြီးအိတ်ဖြစ်ခဲ့တယ်နားထောင်ပြီးအိတ်မယ်ဆိုတော့အိမ်ရံဝင်ကအိမ်သာသွားတာပေါ့အဆောင်ရဲ့အိမ်သားပုံစံကယောက်ျားလေးအိမ်သားနဲ့မိန်းကလေးအိမ်သားကိုတွဲရဆောက်ထားတယ်ဒါပေမဲ့အခုယောက်ျားလေးတီးတန့်ပေါ်လာဆောင်မှာအင်ကမိန်းကလေးတွေထားတယ်လို့တော့ပြောပါတယ်ပြန်ဆက်ရမယ်ဆိုရင်ကျွန်တော်အပေါ့သွားပြီးပြန်လာတော့ဘော်ရာဆောင်ဆောက်တဲ့ဦးလေးကြီးကမိန်းကလေးအိမ်သားနဲ့ဝင်သွားတာကိုမြင်လိုက်တော့ကျွန်တော်လည်းသိချင်တာနဲ့အနောက်ကလိုက်ပြီးချောင်းတာပေါ့မိန်းကလေးအိမ်သားကလည်းမသုံးတာနှစ်ချီနေပြီမို့အညစ်ကြေးတွေနဲ့ပါဒီလိုနဲ့ကျွန်တော်လည်းလိုက်သွားတော့အနားကိုရောက်တဲ့ချိန်အေးကနေဖြစ်သွားတယ်ကျွန်တော်လည်းအကိုတို့ channel ကဗီဒီယိုတွေကြည့်တာဆိုတော့စိတ်ကထင်နေပြီမိန်းကလေးအိမ်သားတွေဝင်ကြည့်တော့အိမ်သားတကားဘောက်ကသူ့လိုလိုထပိတ်သွားရောကျွန်တော်လည်းခေါင်းနဲ့ကြီးပြီးဖွင့်ကြည့်တယ်ဖွင့်မရဘူးဖျားစာတွေဆိုမှပွင့်သွားတယ်အဲ့ဒီညကရည်စရာလေးပြောပြပါအောင်မယ်ကျွန်တော်ကစပင်းရှိထားတယ်အခုလည်းထားပါတယ်အဲ့ဒီကအကြောက်လွန်ပြီးတော့ထွက်ပြေးသွားတော့အိမ်သားအထွက်တင်ခလုတ်တိုက်ပြီးမှောက်လဲပါလေရောအဲ့တော့ကအကြောက်လွန်လို့ပြန်မထနိုင်မဲ့လေးဘက်ကုန်းကြီးပြေးရတာပေါ့ဖြစ်ချင်တော့ကျွန်တော်တငယ်ချင်းကသေးပေါက်လာတဲ့အချိန်နဲ့တိုးပါတယ်ကျွန်တော်ကလည်းသူ့ကိုလမ်းခေါ်တော့သူကကျွန်တော်ကိုတရေထင်ပြီးသေးတန်းလန်းနဲ့ထပြေးလေရောကျွန်တော်စပင်းရှိနေတာကတချောင်းလေးဘက်ထောက်ပြီးပြေးလာတာကတချောင်းဆိုတော့သူ့မျက်လုံးထဲမှာကျွန်တော်ကိုတရေလို့ထင်ခဲ့တာတဲ့အဖြစ်ကအဲ့လောက်ပါပဲနောက်မှဘော်ရာဆောင်စောင့်တဲ့ဦးလေးကြီးကပြန်ပြောပြတယ်အရင်ကမိန်းကလေးဆောင်ဖွင့်ခဲ့တော့ငါမိန်းကလေးတယောက်အိမ်သာသွားတာခလုတ်တိုက်ပြီးခေါင်းနဲ့နေရံနဲ့တိုက်ကပွဲချင်းပြီးသွားတာတဲ့မင်းနိုင်တယ်လာကိုအမြဲအားပေးနေပါတယ်ဒီတက်မကလည်းအောင်မြင်ပါစေဆိုပြီး TikTok ကနေပို့လာပြီးတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ